နော်လေး Universe Channel ရဲ့ကျန်းမာရေးအစီအစဉ်လေးကနေကြိုဆိုလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီအသက်အရွယ်ဒီခေတ်ကြီးမှာစီပြန်ဟင်းတွေစားနေတုံးလား။ဒီနေ့တော့စီပြန်ဟင်းတွေချက်မစားပဲကျန်းမာတဲ့နည်းနဲ့ချက်စားကြည့်ရအောင်ပါ။နေ့စဉ်စားတဲ့အခါစားတဲ့အစားအစာပမာဏကလည်းအရေးကြီးတယ်လို့ချက်ပြုတ်တဲ့ပုံစံကလည်းအရေးကြီးပါတယ်။ဥပမာမြန်မာနိုင်ငံမှာဆိုရင်စီပြန်ဟင်းကိုနေ့တိုင်းနေ့ပါစားတဲ့အတွက်ကြာလာရင်အဝလွန်ပြီးကျန်းမာရေးပြဿနာတွေဖြစ်လာမှာပါ။အာဟာရပြည့်ဝအောင်ဆိုပြီးနေ့စဉ်အသီးအရွက်တွေအသားငါးတွေပါဝင်အောင်စားပေမဲ့ချက်ပြုတ်နည်းမမှန်ဘူးဆိုရင်ရေရှည်မှာစီးကျိုသွေးတိုးလိုယောဂါတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်နေ့စဉ်စားနေကြစီပြန်ဟင်းတွေကနေရုန်းထွက်ပြီးကျန်းမာရေးနဲ့ညီညွတ်အောင်ချက်စားကြည့်ရအောင်ပါ။ကဲဒီတော့စီပြန်ဟင်းတွေမဟုတ်ပဲဘလို့တွေချက်စားကြမလဲ။ဘာကီဖုတ်စားတယ်လို့ပြောကြပါတယ်။ဥပမာပေါင်မုတ်ဆိုဘိတ်လုပ်တယ်ပေါ့ဗျာ။ပေါင်မုတ်အပြင်ပင်လယ်စာတွေအသီးအရွက်တွေအသားတွေကိုလည်းဖုတ်စားလို့ရပါတယ်။ဒဲတဲကိုစီပါလေကာထည့်ပြီးတော့မီးနဲ့ဖုတ်စားကြည့်လို့ရပါတယ်။ဥပမာပဇွန်မီးဖုတ်လိုမျိုးပေါ့။ဝိုင်းလေးမီးပြင်းပြင်းနဲ့မြန်မြန်လေးချက်တာပဲဖြစ်ပါတယ်။အချိန်မရတဲ့သူတွေဟင်းအမယ်များများချက်ရမယ့်သူတွေအတွက်သင့်တော်ပါတယ်။အသားငါအနွမ်းလွယ်တဲ့ဟင်းသီးဟင်းရွက်တွေဥပမာမှုကိုချက်စားလို့ရပါတယ်။မီးပြင်းပြင်းနဲ့မြန်မြန်ချက်မှာဖြစ်တဲ့အတွက်အတုံးညီပါပါလေးဖို့လိုပါတယ်။ green leaf ကင်တာပဲဖြစ်ပြီးဖုတ်တာနဲ့ဆင်တူပါတယ်။သူကစီလုံးဝမထဲပဲဒါမှမဟုတ်စီလေးတုပ်ပြီးကင်လို့ရပါတယ်။မကတ်အောင်အလူမီနီယံခဲဘတ်တွေသုံးနိုင်ပါတယ်။ကင်တဲ့အခါမတူးအောင်တော့သတိထားဖို့လိုပါမယ်။အကင်တွေကကင်ဆာဖြစ်တယ်ဆိုတာဒူးတာတွေကြောင့်ပါ။ဒါလေးတော့ view site တင်ပါတယ်။ poaching ဟော့ပေါ့နဲ့အလားတူဖြစ်ပါတယ်။ရေဒါမှမဟုတ်အသားပြုတ်ကြီးအရွက်ပြုတ်ကြီးတွေကိုနှစ်သက်တဲ့အသားငါအသီးရွက်တွေထည့်ချက်တာပဲဖြစ်ပါတယ်။ဥပမာကြက်သားတဲ့မုံလာဥတို့ကြောက်ပြုံသီးတို့ထည့်ပြုတ်တာမျိုးပေါ့။တကွက်ထဲနဲ့ဟင်းဖြစ်တဲ့အပြင်အရီပါမှစားတတ်တဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်။ roasting လှော်တာပဲဖြစ်ပါတယ်။အစီအစံတွေအသီးအရွက်ချက်တဲ့အခါအပြောင်းလဲလေးဖြစ်ချင်ဒီနည်းလမ်းကိုသုံးလို့ရပါတယ်။ဥပမာပန်းအာလူသေးသေးလေးတွေကိုအခွန်မချွတ်ပဲလှော်တာမျိုးညီပဲလှော်တာမျိုးအရန်ဟင်းအနေနဲ့စားနိုင်ပါတယ်။ pressure cooking ထမင်းချက်ရင်သုံးတဲ့ထမင်းပေါင်းကိုဟင်းချက်တဲ့အခါလဲသုံးလို့ရပါတယ်။ဖီအားသုံးချက်တာဖြစ်တဲ့အတွက်စတူးတွေဟင်းရည်တွေပဲဟင်းတွေစတာတွေကိုနူးအီအောင်ချက်ပြုတ်နိုင်ပါတယ်။ slow cooking သူကလည်းအပေါ်ကချက်နည်းနဲ့အလားတူပါတယ်။ကွာတာကဖီအားသုံးတဲ့အပြင်မီးအေးအေးနဲ့အချိန်ကြာကြာတည်ထားတာပဲဖြစ်ပါတယ်။ဘိုးအရင်မီးသွေးနဲ့တနေကုန်တည်ထားသလိုမျိုးပါ။ဒါကြောင့်အတွင်းသားတွေအထိသေချာချက်ပြီးပိုနူးပါတယ်။အသားတွေချက်တဲ့အခါအချိန်လဲရတယ်ပိုနူးကျင်နေဆိုရင်တော့ဒီနည်းနဲ့ချက်နိုင်ပါတယ်။ stir fry ဒါကတော့တရုတ်ဆိုင်တွေမှာအဓိကတွေ့ရတဲ့ချက်ပြုတ်နည်းပါ။စီဒါမှမဟုတ်ပြုတ်ရည်ကိုစူအောင်တဲတွတ်တွတ်လေးမှုကြောတဲ့နည်းပါ။စိမ့်စိမ့်လေးစားရအောင်ကြောတဲ့နည်းပါ။ streaming ဟိုးအရင်တုန်းကအရွက်တွေအသားတွေနူးအောင်ပြုတ်ပြီးပြုတ်ရည်ကိုသွန်ပစ်လိုက်တဲ့အခါအာဟာရဓာတ်တွေပါသွားတတ်ပါတယ်။ဒါကြောင့်အခုဆိုရင်ပေါင်းတဲ့နည်းကိုသုံးလာကြပါပြီ။ပေါင်းတဲ့အခါနူးလွယ်တဲ့ငါအသီးရွက်တွေဥပမာပြောင်းမှုဘုံလာဥပန်းပွင့်ကိုအသုံးများပြီးအချင်းနဲ့တို့စားကြပါတယ်။နိုးခုမီးလွတ်အစားအစာတွေဖြစ်ပြီးလောက်ရလွယ်သလိုမီးပြက်ချိန်မီးမမွေးခြင်းတဲ့အချိန်ဆိုအလွယ်တကူလှုပ်စားလို့ရပါတယ်။မြင်သာအောင်ပြောရရင်လက်ပတ်တုပ်ခန်းမြင်သည့်တုပ်စားတဲ့အတုပ်တွေပဲဖြစ်ပါတယ်။ဒါတွေအပြင်အခုအခါမှာအနောက်တိုင်းမှာအစားများတဲ့ဆလတ်တွေကိုပါအစာပြေအနေနဲ့လှုပ်စားလို့ရပါသေးတယ်။ကဲဒါဆိုရင်တော့စီပြန်ဟင်းတွေကနေခဏလောက်ရုံထွက်ကြည့်ပါ။နေ့စဉ်စီပြန်ဟင်းတွေပဲစားနေရတာရုပ်ဤလာပြီဆိုရင်ဒီလိုမျိုးလေးတွေစမ်းပြီးချက်ကြည့်ပါ။အများစုကစီအသုံးနေတာကြောင့်စီပြန်ဟင်းတွေထက်ဆိုင်ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ပိုပြီးကျန်းမာခြင်းနဲ့ဆိုရင်တော့အငံတွေအချိုးတွေကိုပါကန့်သတ်သုံးစွဲဖို့လိုအပ်ပါတယ်။ကဲဒီနေ့တော့ဒီလောက်ပါပဲ။ဝင်ရောက်ကြည့်ရှုအားပေးသူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။ကျန်းမာရေးသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ Knowledge Universe Channel လေးကို like လေးနှိပ်ခဲ့ပြီး subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။